မမရေတတောင်းမကြော်တဲ့ကလေးလေးတွေကဘာကလေးလေးရနိုင်လဲညီမလေးကသပင်ရှည်လို့လေ ဟုတ်လားမ ဟုတ်ကဲ့ ဘာလို့ကလေးလေးကြိုက်လဲ ဘိုးကလေးလေးကြိုက်တယ်မမโอเคရှင် မမနော်ဘိုးကလေးလေးပြပေးမယ်နော် โอเคရှင် မလေးစပင်းရှဲအတွက်ဒီလိုမျိုးစာလေးအဖြူလေးနဲ့ဆိုအရန်လာဒီကောင်လေးဆို9500ပဲရှိရနော် ဟောအရန်တက်နာပဲ ခုလေးပြပေးမယ်နော်မမဒီဒါလေးရောဒါလေးဆိုပလဲလေးနဲ့ချစ်စရာအဖြူလုံးကြီးဒါလေးဆိုလဲ9500ပဲနော် โอเค ဒါလေးဆိုလဲနော်အဖြူမဲလေးနဲ့ရောက်ရတယ်ညီမလေးဒီကောင်လေးဆိုရင်တော့9500ပဲနော်ပလဲလေးနဲ့အရန်လဲလာတယ်ညီမလေးရဲ့